စကားတခွန်းကြောင့်အတန်းတစ်ခုလုံးတစ်စက္ကန့်အတွင်းပျောက်ကွယ်သွားခဲ့ရတဲ့အဖြစ်ပြက်ဂျိုသားတွေကကဘာပေါ်ကလူသားတွေကိုစမ်းသပ်ချင်ခဲ့တယ်လူတယောက်ကိုပါမဆိုလုံနိုင်တဲ့စွမ်းအားပေးပြီးကောင်းတာလုပ်ရင်လက်ခံမယ်အလွဲသုံးရင်ကဘာကိုဖျက်ဆီးမယ်လို့ဆုံးဖြတ်တယ်နေတပ်ပေးနဲ့သွားနေတော့ကောင်းကင်ကအလင်းတန်းကြီးသူ့လက်ထဲဝင်သွားတယ်နေကြောက်ပေမဲ့ကြောင်းဆက်သွားတယ်အတန်းပြင်ပမှာចောင်းသားတွေစူညံနေတာတွေ့တော့ဘလို့တိတ်အောင်လုပ်ရမှန်းမသိပဲသတင်းစာဖတ်နေလိုက်တယ်နေလေစာစားရင်သူ့တငယ်ချင်းတော်မှန်နဲ့နောက်ပြီးပြောလိုက်တယ်အတန်းထဲကကလေးတွေအကုန်လုံးခုချက်ချင်းပျောက်သွားပါစေပြောပြီးတာနဲ့လေးစားရောင်ကြီးကြလာပြီးအတန်းတစ်ခုလုံးပျောက်ကွယ်သွားတော့တာပဲအိမ်ပြန်ရောက်တော့နေเจ้าမှဖြစ်တာတွေစဉ်းစားနေတော့ခွေးအမိုက်တွေကိုတွေ့တယ်ဒါတွေအလိုလိုရှင်းသွားပါစေဆိုတာနဲ့အိမ်သားထဲဝင်သွားတယ်နေလုံးဝထိတ်လန့်သွားတယ်ဆိုတာပလင်းဖိတ်ကြတာကိုပလင်းနဲ့ပြန်ဝင်လို့ပြောတော့ချက်ချင်းပြန်ပြေးသွားတာတွေ့လိုက်ရတယ်အခုတော့သူစွမ်းအားရှိမှန်းသိသွားပြီးဒီပလင်းဟောင်းကိုအစ်စ်နဲ့လဲပါပြောလိုက်တာနဲ့ဆိုင်ကိုပြန်ပြီးအစ်စ်နဲ့ပြန်ရောက်လာတယ်သူ့အတန်းကိုတတိယပြီးလူတိုင်းပြန်ပေါ်လာပါစေပြောလိုက်တော့အားလုံးပြန်ပေါ်လာတယ်အပြင်မှာလူတွေဘာမှမဖြစ်သလိုပဲထိတ်လန့်တကြားနဲ့နေကအရာအားလုံးပုံမှန်အတိုင်းပြန်ဖြစ်ပြီးကျွန်တော်အတန်းဖော်တွေကိုဘာအန္တရာယ်မှမဖြစ်ပါစေနဲ့လို့ပြောလိုက်တယ်ပြီးတော့ကျွန်တော်ကိုပါရမီရှင်တယောက်ရဲ့ခန္ဓာကိုယ်ပေးပါပြောလိုက်တော့ချက်ချင်းအယ်ဘတ်အိုင်းစတိုင်းပုံစံဖြစ်သွားတယ်သူကကဘာကြီးတစ်ခုလုံးကိုပြောင်းလဲပြေးရအောင်လို့စဉ်းစားပြီးညစာစားရင်လူတိုင်းသူတို့အိမ်မက်အိမ်လေးတွေမှာအစားအသောက်လုံလောက်စွာရပါစေလို့ပြောလိုက်တယ်ချက်ချင်းပဲကံဘာတဝမ်းကလူတွေအရာကိုလွယ်လွယ်ကူကူရသွားကြတယ်ဒါပေမဲ့ရက်အနှဲငယ်ကြတော့သတင်းတွေပေါ်လာတယ်လူတွေအလုံးမလုံးတော့ပဲပြင်းကြီးကုန်ကြတယ်ဘဝလွန်တာတွေများလာပြီးလူတွေဖျားနာတည်ဆုံးကုန်ကြတယ်ဒါတွေမြင်တော့နေအရန်ဝမ်းနေသွားတယ်နောက်ဆုံးတော့သူကဒီစွမ်းအားစတင်ရနေရာကိုပြန်သွားပါစေလို့ပြောလိုက်တာနဲ့စွမ်းအားကသူ့ကိုယ်ထဲကထွက်ပြီးပျောက်ကွယ်သွားကအရာအလုံးမူလအတိုင်းပြန်ဖြစ်သွားပါတော့တယ်